နာမည်မှာထမ်းမြတ်ပါတဲ့ညီကိုတွေစုပြီးတွဲဆုံပွဲတစ်ခုလောက်တော့မှာဖြစ်ပါတယ်ထမ်းမြတ်ဆိုတဲ့နာမည်တော်တော်များရလို့ကျွန်တော်ခံစားရတယ်ကျွန်တော်တက်တန်းတစ်လျှောက်မှာလည်းထမ်းမြတ်9ယောက်6ယောက်လောက်နဲ့ပေါင်းပြီးတော့အကုန်လုံးက energy ကောင်းတဲ့ပေါင်းလို့ပြလို့ကောင်းတဲ့ပေါ်တာဖြစ်နေတယ်ကွာအဲ့တော့တခြားထမ်းမြတ်တွေရောဘယ်လိုရှိမလဲပေါ့ရန်ကုန်မှာလူကြီးခက်မှတ်ကြီး6တန်းလောက်ရှိတဲ့အထဲမှာအသက်20ကျော်ထမ်းမြတ်ဆိုတာမနှဲလောက်ဘူးကျွန်တော်တို့ရှာမယ်စုမယ်ပြီးရင်မြန်မာနိုင်ငံရဲ့ပထမအဆုံးနာမည်တွဲဆုံပွဲတစ်ခုလောက်တော့မှာဖြစ်ပါတယ်ဒီဗီဒီယိုစပွန်ဆာပေးတာကတော့ Nubia ဖြစ်ပါတယ် more on that later အဲ့တော့ထမ်းမြတ် meet up လုပ်မှာဆိုတော့အရင်ဆုံးထမ်းမြတ်တွေကိုရှာဖို့လိုတယ်ကျွန်တော်ပထမဦးဆုံးအနေနဲ့ကျွန်တော်ရဲ့ page မှာပဲ status တင်ပြီး invite လုပ်လိုက်မယ်ထမ်းမြတ် meet up လုပ်ကြမယ်အသက်20ပြည့်ပြီးတဲ့ထမ်းမြတ်တိုင်းကို invite ပါတယ်တကယ်တင်ရအောင် Yes like post like Okay post Oh shit yeah it's the best it's the internet အသက်20ပြည့်ပြီးတော့နာမည်မှာထမ်းမြတ်ပါသူတိုင်းကိုကျွန်တော်ထမ်းမြတ် meet up အတွက် invite လုပ်ပါတယ်ဘာမှမလိုနာမည်မှာထမ်းမြတ်ပိုင်ရပြီထမ်းမြတ်အောင်ထမ်းမြတ်ပိုင်ထမ်းမြတ်နိုင်ကျွန်တော်ဒါ TikTok မှာတင်ပါဆိုတော့ကျွန်တော် TikTok မှာထမ်းမြတ်ဆိုလို့ရှိရင်လာပြီးတော့စုံစမ်းလို့ရပါတယ်ထမ်းမြတ်တွေကျွန်တော် post ကို line ပေါ်မှာတွေ့မယ်ပြီးရင်တို့ Telegram channel ထဲခေါ်ပြီးလူဘယ်နှယောက်ရလဲဆိုတာကိုကြည့်ပြီးပွဲဥစီကြကောင်းပါပါနောက်ပြီး TikTok မှာတင်ထားတဲ့ video က view သိန်းကျော်တရက်လောက်နဲ့ရအောင်ပြီးလာမေးကြတဲ့ထမ်းမြတ်လည်းမနှဲပါဘူးထမ်းမြတ်တွေးဆုံပွဲရှိတယ်ဆိုတာကိုကျွန်တော် Facebook မှာ status တင် TikTok မှာ video တင်ပြီးဖိတ်ပြီး2ရက်အကြာမှာထမ်းမြတ် media Telegram channel ထဲမှာလူ64ယောက်လောက်ရှိလာတယ်ဒါပေမဲ့တေချာတာကတော့64ယောက်လုံးလာမှာတော့မဟုတ်ဘူးအဲ့တော့ပြောချင်တာကကျွန်တော်ဒီနေ့ထမ်းမြတ်တွေကိုလိုက်စုရအောင်မယ် internet ပေါ်မှာစုတာတိတ်ပြီးတော့ထင်သားတော့အလုံးမဖြစ်နေဘူးဆိုတော့ကျွန်တော်အပြင်ထွက်ပြီးတော့ထမ်းမြတ်တွေရှာမရမယ်ကျွန်တော်ထမ်းမြတ် media မှာလာပြစ်မှာမလာပြစ်မလားဆိုပြီး Telegram မှာ post လုပ်တဲ့အချိန်မှာကြည့်အောင်46ရာခိုင်နှုန်းကမလာဖြစ်ဘူးဆိုပြီးတော့ပြောလာတယ်36ရာခိုင်နှုန်းကလာဖြစ်မယ်18ရာခိုင်နှုန်းပဲအသေးချာလာဖြစ်မယ်ဆိုပြီးပြောတာတော့22ယောက် vote တဲ့ထဲမှာအဲ့လိုမျိုးထပ်မြတ်ဆိုရယ်တငယ်ချင်းရှိလားဒါမှမဟုတ်ဒီထဲမှာထပ်မြတ်ရှိလားမရှိဘူးလားโอเคကျွန်တော်ထပ်မြတ် meet up လေးလုပ်နေလို့ထပ်မြတ်တွေစုပြီးတော့ပါတီပေးဖို့ထပ်မြတ်အသီးတွေပါရှိလားထပ်မြတ်တော့ရုံးမှာတရားမှမရှိဘူးဟမ်ထပ်မြတ်ရှိရလားဒီဟာတွေအစားအသောက်တွေရှိမယ်တခြားထမ်းမြတ်တွေလည်းရှိမယ်โอเคတခြားတွေအသိပေးလိုက်ထမ်းမြတ်မိတဲ့ရှိရယ်ဆက်ရှိုးကြီးလိုက်နာမည်မှာထမ်းမြတ်ပါဆိုတော့ဒီပွဲကိုဖိတ်ပါတယ် Telegram channel ကို scan ပြီး update တွေကိုစောင့်ကြည့်ပေးပါအသေးသေးခင်ကြီးတွေမှာထမ်းမြတ်ရှိရယ်ဒီနေ့ထမ်းမြတ်အပြင်မှာ10ယောက်လောက်ဝေလိုက်ရရင်မစိုးဘူးကွာလာမလာတစ်ချက်ထောင်းကွာအဲ့ဒါလေးထမ်းမြတ်မိတဲ့ဖြစ်ရယ်ဆိုတာလေးသိပါရင်ရပြီဘရိုဒီဇိုင်းလောက်ပြဟိုဒီထဲမှာထမ်းမြတ်ဆိုတဲ့နာမည်နဲ့ရှိလားဒါမှမဟုတ်ထမ်းမြတ်ဆိုတဲ့အသည့်ရှိကြလားမသိဘူးမရှိဘူးနော်မင်္ဂလာပါတကယ်ချင်းတွေများရှိတာဒီထဲမှာထပ်မြက်ရှိတာမရှိလားလူတွေလိုက်မေးရတာလုံးမဖြစ်ရင်တော့ကျွန်တော်တိုင်နေမှာကတ်တယ်လမ်းတော်လမ်းလိုက်စိတ်ဝင်စားပြီးဖတ်သွားရင်တော့မစိုးပါဘူးအဲ့ဒီကနေထပ်မြက်ဘယ်နှယောက်ရမှာလဲပေါ့တွက်တာတယောက်ကို4ခွက်လောက်နဲ့အယောက်50လောက်လို့တွေးတာလားအဲ့ဒါကို10ယောက်လောက်ပဲပါတီကိုလာမယ်ဆိုလို့ရှိရင်အဲ့ဒီ10ယောက်ကလူအယောက်50စာပြရတော့မှာအဲ့ဒါဆိုလို့ရှိရင်အကုန်လုံး black out ဖြစ်ပြီပဲအနည်းဆုံးလူအယောက်50ရမှကိုရမယ်အဲ့ညနေကလှဲတဲ့နားမှာပဲစာရွက်တွေလိုက်ကန်ရင်ကုန်ခဲ့ပါတယ်Telegram QR code ကလည်းအလုပ်ဖြစ်တော့ထပ်မြတ်တွေရလာဖို့ပဲစောင့်ရတော့မှာပါ။ရိုက်ချင်တာတော့လက်တွေလည်းကော်တွေကြီးပဲ။ကျွန်တော်စာရွက်တွေ like ကပ်ပြီးတော့ Telegram channel ထဲလူဘလောက်တိုးလာလဲဆိုလို့ရှိရင်ရောင်းမဟုတ်တယောက်တိုးလာနောက်ပြီး TikTok မှာစကားလာပြောတယ်ထက်မြက်အယောက်50ကိုလာပြစ်မှာလားလို့ပြန်ပြီးတော့အများစုကမလာပြစ်ဘူးပဲပြောကြတယ်မျိုးမတူလို့တို့မအားလို့တို့တချို့ဆိုစားတော့မပြန်ဘူးဗျာတချို့ကဝင်ကုန်မဖတ်တာအဲ့တော့ထက်မြက်မိတဲ့မှာလူနေပြီလို့တော့ကျွန်တော်ခံစားလိုက်ရတယ်ဒါကမြန်မာနိုင်ငံရဲ့ပထမအဆုံးနာမည်တူတွေးဆုံပွဲလောက်တာကွာအဲ့ဒီအချိန်မှာလူရောက်20လောက်လေးပဲလာမယ်ဆိုလို့ရှိရင်ကျွန်တော်တိတ်တော့ကြိုက်မှာမဟုတ်ဘူးကျွန်တော်အနည်းဆုံးတော့90လောက်တွေးတာအစားဆိုလို့ရှိရင်ကျွန်တော်200လောက်တွေးတာလားအဲ့ကနေပြီးတော့ reality hit တဲ့အချိန်မှာကျွန်တော်90လောက်ပဲတွေးတော့တယ်ဒါနဲ့စကားမဆက်ကျွန်တော်လက်ထဲမှာရှိနေတဲ့ဖုန်းက Nubia ရဲ့ V80 design ဖြစ်ပါတယ် market ထဲကိုမကြခင်ရောက်လာတော့မယ်ကျွန်တော် video တင်တဲ့ချိန်မှာလည်း market ထဲရောက်နေလောက်ပြီနောက်ပြီးတော့ဒီ media လုံးနိုင်တယ်ဆိုတာကလည်းဒီ phone sponsor ရတဲ့ပတ်စံနဲ့ကျွန်တော်လောက်တာဆိုတော့ Nubia ကျေးဇူးတင်ပါတယ်တော့ Nubia အကြောင်းဆက်ပြောမယ်ငါတို့အရင်ဦးဆုံးရှာမယ် let's go ပထမနေ့ကနေရာတော်တော်များများမှာတစ်ခုစီပဲကတ်ခဲ့တာတိတ်အလုံးမဖြစ်ဘူးအဲ့တော့ဒီတစ်ခေါက်တနေရာထဲမှာများများစုကတ်ရင်တော့ပိုအတန်းရှင်းရပြီးအလုံးဖြစ်မယ်ထင်တာပါပဲအခုပါတီ20ရောက်ရရင်နောက်တော့30လောက်ပို့ပြီးလိုချင်သေးတယ်30လောက်ပို့လိုချင်လို့ရှိရင်ငါတို့ဒီပုံပါကြီးလေ what is that bro what the fuck is that bro ထ
မြတ်တွေစုပြီးတော့ချေးကြဖို့အတွက်ကျွန်တော် VR တွေမှာယူသွားပြီအစားအသောက်တွေလည်းအကုန် ready ဖြစ်ပြီဒါပေမဲ့ထက်မြတ်ပမာဏကနည်းနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်အပြင်မှာထက်မြတ်မိတဲ့ဖြစ်ရဆိုတာလေးတွေကိုလိုက်ပြီးတော့ကတ်နေတာဖြစ်ပါတယ်ဗီဒီယိုလောက်တိုင်းမှာစိတ်ပူစရာပါတယ်ဆိုပေမဲ့ဒီတစ်ခေါက်ကအရင်ဗီဒီယိုတွေထပ်ပူစိတ်ပူနေရတယ်လို့ပဲဒီပါတီကိုဘယ်သူမှမလာရင်ရောလူတအားနဲ့ရောဆိုတဲ့မေးခွန်းတွေကခေါင်းထဲကိုထုံးမရနေဘူးဖြစ်နေတယ်ဒီနေ့ကတောက်ကြနေတနင်္ဂနွေနေ့ကြာလို့ရှိရင်ထက်မြတ်မိတဲ့ရှိရယ်ကျွန်တော်ရဲ့ Telegram Channel ထဲကိုမနေ့ကစာရီလိုက်ကပ်ပြီးတော့လူဘယ်နှယောက်ရောက်လာလဲဆိုလို့ရှိရင်တယောက်မှမရောက်လာခဲ့ဘူးကွာဒါပေမဲ့ကျွန်တော်စာကတ်တာကိုတက်တော့တင်ပြီးတော့ invite ထပ်လုပ်လိုက်တာ view က3သိန်းကျော်လောက်ရပါပြီအဲ့ဒီ comment အောက်မှာထက်မြတ်တွေကတော့ရှိသေးသလောက်တော့ရှိရယ်ကျွန်တော်အဲ့တော့တွက်လို့မထီတော့ဘူးကွာအဲ့ဒီပွဲနေကြလို့ရှိရင်ထက်မြတ်တွေကများမှာလားနည်းမှာလားရောက်မလာတဲ့ chance ကတော့မရှိပါဘူးမရှိပါဘူးတရားတော့နေတော့လားဒီနေ့ညနေအားလုံးတွေးကြမယ်ဆိုပြီးတော့ Telegram Channel ထဲမှာထပ်ပြီးတော့စာပို့လိုက်တဲ့အချိန်မှာ65ယောက်ကနေပြီးတော့94ယောက်ပဲဖြစ်သွားတယောက်တော့တယောက်တော့အာယုံတော့ဖြစ်မလာတော့ဘူးကွာရှုပ်တယ်ဆိုပြီးနောက်တော့တင်ပြီ3နာရီထိုးကို3မိနစ်တော့မလို့ at least တော့တယောက်တော့ show up လုပ်တင်ပြီကွာဆိုပုံမှန်ဆိုရင်ပွဲတစ်ခုမှာကွာဆိုးလာရတယ်နောက်ကျမှလာရှိတယ်အဲ့မှာဆိုးလာတယ်တယောက်နဲ့တော့မရှိဘူးဟုတ်တယ်ဖြစ်နိုင်ဖြစ်နိုင်We got it well ထိုင်ရရာချားတယ်ရှိုးရလာတယ်တော့ထိုင်ရအောင်ပြီလားထိုင်ရလားထိုင်ရဒါပေမဲ့မိတ်ဆက်ရအောင်လို့တော့တန်းစီရရအောင်ရတယ်โอเคဒါလည်းထိုင်ရပါဟုတ်တယ်ထိုင်ရနေပါမင်္ဂလာပါပြရပါထိုင်ရတော့ထိုင်ရပေးတာထိုင်Yes sir. Yeah. Nhà bao giờ glad that. Chilling with Tham Nha. Bia tao là sao bia? Lâu. Okay. Cái Tham Nha gặp bao nhiêu? Wow, đi xe. tham nhận没有？tham nhận没有？那么一人参加吧，后参也没。那么一人参nhận。参nhận là ok không? Tham nhận吧. Okay. Let's go. Party change လာနဲ့အမြကျွန်တော်ရဲ့စိတ်ပူပါတယ်တဖြည်းဖြည်းရောက်လာပါတယ်ကျွန်တော်တွေ့ဘူးသူများထက်မြတ်တွေလိုပဲအခုရောက်လာတဲ့ထက်မြတ်တွေက energy ကောင်းကြတယ်အဝေးရရောက်လာတဲ့ထက်မြတ်တွေလည်းရှိတော့ကျွန်တော်သိပြီးစိတ်ပူကြကြီးတွေးမနေတော့ပါဘူးရှေ့ရောက်ရပြီထက်မြတ်ရှေ့ရောက်ရပြီနိုင်ဝက်35မိနစ်တွင်တော့စားတော့လည်းဒီမှာ show မလုပ်လို့ရှင်ဒီရဝယ်ပြီးမှဆိုပြီးတွေးနေတာပဲအဲ့ဟိုရသူရှေ့ရောက်နဲလား come on ရှေ့ရောက်နဲလားမစိုးလေရှေ့ရောက်လေ come on ရှေ့ရောက်တို့ထက်မြတ်ဟုတ်ကဲ့ဟုတ်ကဲ့ခုရောက်နေတာကတော့ကျွန်တော်တို့စစ်ရဲ့ထက်မြက်မိတဲ့ဖြစ်ပါတယ်ဒါဆိုလည်းထက်မြက်တွေဖြစ်ပါတယ်ထက်မြက်တွေဖြစ်ပါတယ်စစ်တယောက်ဒီလိုမျိုးထက်မြက်တွေနဲ့အလုံးရှုံနေတဲ့အချိန်မှာကျွန်တော်ကဘာလုပ်မှာလဲဆိုတော့ကျွန်တော်တို့လေးပြပြမယ်ဒါဒီနားမှာတက်တဲ့နေအောင်ရှိတယ်သူ့ရဲ့အလုံးကိစ္စပုံလေးကျွန်တော်ခိုးရမှာဘယ်လောက်အာရုံရလဲမရလဲဆိုတာကိုသိအောင်ဘယ်လိုတက်တာဒီဘက်ကတော့ငန်းတက်တယ်ကျွန်တော်တောင်းတက်တာဟောတောင်းတက်တာဘယ်လိုရဖို့စား Is it going well? Yeah, it's going well, bro. Yeah. အချက်မရရင်ဆရာဟောပါလူဒီယာဖုန်းဝင်းနဲ့ footage တွေနည်းနည်းပါးပါးယူတဲ့နေသွားအောင်လားသွားယူအောင် Okay ကျွန်တော်တို့ရကျွန်တော်ရဲ့ sponsor ဖုန်းကိုဖြောက်တာမနောက်နေလေဟုတ်လေ ဟုတ်ဆရာလူဘီယာ V80 design တော့ AI feature တွေနဲ့ကြည့်နေတယ် ဖုန်းလေး တော့ဘေးတော့ red access နေတယ်တကယ်ကိုလာပြီးတော့ fashion ဘာဖုန်းပြောက်သွားလဲ လူဘီယာ V80 design
လုံးဝ budget friendly ဖြစ်တဲ့ဖုန်းတစ်လုံးပါပြီးတော့တကယ်တည်းကောက်ပါတယ် တော့ခိုးလာတယ်ဆိုပြီးတော့ post တင်လာတယ် ဟုတ်တယ်အဲ့ post တယ်ဒါပေမဲ့ပြီးတော့ပျောက်သွားတာ ပြည့်တယ်ပြောင်းလာ Okay we got CCTV footage Yeah, this is the footage that shot. အဲ့တော့အခု This is boy. ကလည်းမလား အဲ့သူပေးခဲ့ရ Hey, တော့ရော VAD ဒီဇိုင်းမပြောက်ဘူး နူပြ VAT ဒီဇိုင်းမပြောက်ပါဘူး is it အဲ့လိုကြော်ညာတာလားအဲ့လိုကြော်ညာတာလား Okay လူပြကျေးဇူးတင်ပါတယ်ကျွန်တော်ထပ်မြန်ပြီးတော့ကျွန်တော်နာမည်တူ meet up တွေလုပ်ချင်နေတာလည်းရှိပါပြီခုနကဖြစ်သွားတာတွေအားလုံးက script မဟုတ်ပါဘူးကိုယ့်ရဲ့ဒီလိုမျိုး good clip လေးအောင်ဖန်တီးပေးလို့လည်းကျေးဇူးတင်ပါတယ်ပြီးတော့ mess တယ်ပေါင်ပြီးတော့တယောက်ဆောင်ပြီးလို့အဲ့ကောင်ငါတကယ်လန့်သွားတာဒီပွဲကကျွန်တော်ခန့်မှန်းထားတဲ့လူကြီးတော့ရောက်နိုင်ခြင်းမရှိတော့ပါဘူးဒါပေမဲ့ရောက်လာသူတိုင်းပြောတဲ့ပွဲတစ်ခုဖြစ်နေတာတော့ကျွန်တော်ကျင်းနေပါတယ် bro နာမည်ဘယ်လိုခေါ်လဲထမ်းမြက်400ကိုထမ်းမြက်400ပါ ကျွန်တော်ပေါ်လာတယောက်လမ်းတွေ့လို့လမ်း join လို့အဲ့ဟဲ့အောင်နေမှာတက်မြက်တွေဆိုဖတ်လာတယ်ကျွန်တော်စိတ်ဝင်စားတယ်လာကြည့်အားတော့ကျွန်တော်တို့မြန်မာပြည်ရဲ့ပထမအဆုံးထက်မြက်မိတဲ့ပါဒါပေမဲ့ထက်မြက်မိတဲ့လောက်တဲ့ host ကနည်းနည်းကောင်းနေလို့ခင်ဗျာဟုတ်ကဲ့ဝင်ပြီးတော့ host လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျာ ဒီဟိုလာပြထမ်းမြက်နိုင်မယ်ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးပါတယ်အားလုံး နာမည်လေးမိတ်ဆက်ပြအောင် bro နာမည် ထက်မြက်ဆွဲထက်မြက်ခန့် ဆွဲထမ်းမြက်က ထက်မြက်ပဲကျွန်တော်အောင်ထက်မြက်ပါ အောင်ထမ်းမြက်ပြီးတော့ ထက်မြက်အောင် bro နာမည် ထက်မြက်လင်း ထမ်းမြက်လေးခင်ဗျာခင်ဗျာဟမ် ထက်မြက်နိုင် ထမ်းမြက်နိုင်ထမ်းမြက်နိုင် yeah ထက်မြက်နိုင်ပါ အဲ့3ယောက်ရှိပြီပေါ့ခမပြန်သွားပြီပြန်သွားပြီပြန်သွားပြီထမ်းမြက်နိုင်တယောက်ပြန်သွားပြီထမ်းမြက်နိုင်တယောက်ပြန်သွားပြီ yeah နောက်ပြီးတော့ကျွန်တော်တို့ ထက်မြက်အောင် ဟုတ်ရဲ့ကျေးဇူးတင်ပါတယ်လာခဲ့ပြီကြလို့ okay ဒီဗီဒီယိုလူအများကြီးနဲ့သမိုင်းဝင်ပွဲတစ်ခုဖြစ်အောင်ရည်ရွယ်ခဲ့တာပါအခုရှိရဲ့လူအရေးအတွက်နဲ့လည်းသမိုင်းဝင်တယ်လို့ပြောလို့ရမှာအဓိကလူနဲ့အများရဲ့ဆိုတာထက်နာမည်တူတနေရာထဲမှာတွေ့ကြမယ်စကားပြောကြမယ်နာမည်တူတငယ်ချင်းအစ်စ်တွေရအောင်မယ်အဲ့ဒါအဓိကပါပဲဟိုထမ်းမြက်ပါလဲ join ရလိုက်နော်ပြောပေါ့ we keep it real we keep it ထမ်းမြက်